မင်္ဂလာပါဒီနေ့ဘိုက်ကလေးက33ဘက်ရှိပါပြီဒီနေ့စိတ်ကန်းရချင်းသွားတယ်စိတ်ကန်းရချင်းဆိုရှေ့လတစ်ခေါက်သွားရပေါ့နော်တစ်ခေါက်သွားတော့အဲ့တုန်းကပြီးခဲ့တဲ့4ဘက်ဆို29ဘက်ပေါ့နော်29ဘက်9လမှာကလေးကကန့်လန့်မဲ့ရှိသေးတယ်အောင်မဆိုင်သေးဘူးဆိုတော့ဆရာမခွဲရနိုင်တယ်ဆိုပြီးပြောလိုက်တယ်ပေါ့နော်ကျမကတော့အစားကဖြစ်နိုင်တော့ရိုးရိုးဝဲမွေးချင်တာအဲ့တော့ကြောင့်မို့လို့လဲဒီလမ်းနေပုံမှန်ရှောက်အားကစားရေးပုံမှန်လေးလုပ်ဖြစ်တယ်ပေါ့နော်ဒါပေမဲ့အခုကခလေးကခေါင်းမဆိုင်ဘူးဖြစ်နေတာပေါ့နော်ခေါင်းမဆိုင်တော့သူနောက်တစ်လားစောင့်ကြည့်မယ်ဆိုတော့ဒီနေ့ရက်ချင်းတော့ပြတယ်တော့ပြတော့ဘာထူးလဲဆိုတော့ထပ်ပြီးခေါင်းမဆိုင်သေးဘူးဖြစ်နေပေါ့နော်ခေါင်းမဆိုင်တဲ့ပြုံမှာပြဿနာပါလဲဆိုတော့အခုကိုဝင်ဘက်က33ဘက်ကိုသူ့ရဲ့ weight နဲ့ရှိနေတဲ့ဟိုထွားကြိုင်းမှုက35ဘက်ဆိုင်လောက်ဖြစ်နေပေါ့နော်ခလေးကဒီပုံမှန်ရှိရမှာထက်ကို2ပတ်စာလောက်ပို့ပြီးတော့ကြီးနေရပေါ့နော်ကြီးနေရဆိုတော့တကယ်လို့ယူယူမွေးခဲ့လေးရှိတော့ခေါင်းမဆိုင်တဲ့အတွက်လည်းမွေးမရဘူးနောက်ပြီးတော့ခလေးစိုက်ကြီးနေရောလဲအမေကမွေးရခံမှာပေါ့နော်ဒါတော့မှအစားအသောက်ပြီးစင်ကျင်ပြီးတော့နေရတော့မှသူကသူထွားရတယ်ပေါ့နော်ပြင်ဝိတ်ကလည်းအမေနေနဲ့ဆိုအရင်လည်းတက်တယ်တယ်မှာတော့မပါဘူးလက်ရှိက85ကီလိုဖြစ်သွားရပေါ့နော်ကိုယ်ဝင်မဆောင်ရ65ကီလို65ကနေပြီးတော့85ဆို10ကီလိုတက်တယ်ပေါ့နော်ကိုယ့်ရဲ့ BMI နဲ့ချိန်ကြည့်လိုက်တယ်ဆို12ကီလိုကျော်ထိတက်လို့ရတယ်ဒါပေမဲ့10ကီလိုလောက်တော့တက်လာတယ်ဒါပေမဲ့အဲ့လိုခန္ဓာကိုယ်အရင်ထွားပြီးတော့အဲ့လိုဖောဖောတွတ်တွတ်ကြီးဖြစ်နေရမျိုးလည်းမရှိဘူးပေါ့နော်ဒါပေမဲ့ကလေးမှာသူ့ကသူစိုက်သွားပြည့်ပြီးတော့ကြော်နေရပေါ့နော်အဲ့တော့အခုလောလောဆယ်အနေထားရဆရာမတော့နောက်အခုက8လနဲ့တစ်ပတ်ပေါ့နော်33ပတ်ဆိုတော့နောက်တစ်ပတ်နောက်လကိုတော့စောင့်ကြည့်မယ်နောက်လစောင့်ကြည့်ပြီးလို့မှခေါင်းမဆိုင်တာသေးကြတယ် weight ကလည်းဒီတိုင်းဆိုတော့ခွဲမွေးမယ်ပေါ့နော်အခုရတော့ရက်ချင်းရက်ကိုပေါ့နော်ကိုကြိုက်တဲ့ရက်ကိုရွေးထားဆရာမနဲ့ညှိမယ်ဆိုပြီးတော့သူမှားလိုက်တယ်နောက်တစ်ပတ်လည်းစိတ်ကန်းရက်ချင်းတော့ပြအောင်ပဲပေါ့နော်ဒီတစ်ပတ်ကသွေးစစ်ခဲ့တာတွေပါတယ်ဆိုတော့သွေးဖြေလဲနားထောင်ရင်းနဲ့ဒီသူရှက်လဲညှိမယ်လို့ထင်တာပဲအဲ့တော့နောက်တစ်ပတ်တော့စိတ်ကန်းရက်ချင်းရှိရယ်အဲ့တော့ဘယ်လိုမျိုးမွေးပြမလဲတော့မသိသေးဘူးအဲ့တော့မွေးမယ်ဆိုရင်တော့ကိုကြိုက်တဲ့ရက်တော့ရှိထားပြီပေါ့နော်အဲ့နဲ့ဆရာမနဲ့အဲ့ရက်အဆင်ပြေမပြေဘူးတော့ပြန်ပြောရမှာပေါ့အဲ့တော့တင်ကြတော့ဂျူဒိတ်ကဩဂတ်နှစ်မှာဒါပေမဲ့ခွဲမယ်ဆိုတော့2ပတ်လောက်တော့စောပြီးတော့38ပတ်နဲ့တော့ခွဲပြင်မယ်ထင်တာပဲပေါ့နော်အဲ့တော့2ပတ်လောက်တော့စောပြီးတော့ထွက်လာမယ်လို့တော့ထင်တာပါပဲ update ဒါပြောပြတာပါရှင်